အမှချဲကနန်းမွေးကွက်ဗျာချဲကနန်းမွေးကွက်ခွန်နှစ်8190 9ပရိတ်9ပရိတ်ကတစ်ကြိမ်ထွက်မယ်တကွက်ထွက်ရင်နာ9ပရိတ်ပြန်လာအောင်မယ်9ပရိတ်391432နော်9ပရိတ်ကလည်းတစ်ကြိမ်ထွက်ရင်နာအခုကြောက်ကဒါအမြဲတမ်းမှန်တယ်အမြဲတမ်းထွက်တယ်စိတ်ချယုံကြည်စွာနဲ့ဇာစိုးလိုက်နိုင်ပါတယ်ခွန်နှစ်8190တကွက်ထွက်391432တကွက်ထွက်တော့အားထိုးရမှာနော်အားထိုးရမယ်အမြဲတမ်းမှန်ပါတယ်လို့ဒီချဲကနန်းမွေးကွက်3ကွက်စီတကွက်စီအောင်ပါတယ်2ကွက်စီလည်းအောင်ပါတယ်လို့ကဲအပိတ်နေလေးထပါလိုက်တော့တခုငိမ့်သွားတာပေါ့ကဲဒါပါပဲဩကွက်ပေါက်ပါသေးဗျာလူချင်းချင်းလည်းပဲကိရှင်းကြပါဆင်းရဲလို့နဲ့ချင်းချင်းကိရှင်းကြပါလေအောင်များစွာတတ်တော်ပါချမ်းသာကိုစိတ်မြဲပါ